Hey ကိုလူကျွန်တော်ပျောက်သွားတာဘယ်လောက်တောင်ကြာနိုင်မှမသိတော့ဘူးကျွန်တော် horror game တကင်းဆော်ပြီးရဲ bro brother တို့ horror game တောက်လျှောက်တက်လိုက်တောင်းဆိုလို့တာပဲအမှန်တိုင်းပြောရင်ကျွန်တော်အဲ့လို horror game တွေတင်နေတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်အားပေးသူရှိတော့လဲမတင်လို့လည်းမရဘူးကျွန်တော် horror game တွေပဲတောင်းဆိုကြတာအဲ့လို brother တို့တောင်းဆိုတာများရင်လည်းတင်ပေးပါမယ်ကျွန်တော်ကြားထဲမှာဗီဒီယိုတင်ဖို့လုပ်ခဲ့သေးပါတယ်။ဒါမှမကောင်းတာနဲ့ဗီဒီယိုလုပ်ဖို့ idea မရတာနဲ့လုပ်ပြီးတော့လည်းသဘောမတွေ့တာနဲ့ဗီဒီယိုတွေမထည့်ရတော့ကြာသွားတယ်။ဒီခါဗီဒီယိုကတော့ကျွန်တော်အရင်ဆော့ခဲ့တဲ့ Cancer platform တော့ဗီဒီယိုပါပဲ။ဒါပေမဲ့ကျွန်တော်ဒီကမှာလက်နဲ့အကြောင်းလေးရှင်းပြပါဦးနော်။ဒီကဲမဆော့ကြည့်ရသေးရင်တော့ဆော့ကြည့်ဖို့အကြံပေးချင်ပါတယ်။ကျွန်တော်ဒီကင်းရှင်းပြမယ်လက်နဲ့ကတော့ yeah mask ပါဒီကန်းက1900ဝန်းကျင်မှာထုတ်ခဲ့တယ်ပြည်내နိုင်ငံထုတ်လုပ်ခဲ့တယ်လို့ပြောလို့ရပါတယ်ဒါမှမဟုတ်ကျွန်တော် game ပေါ်အခြေခံထားတဲ့ဟာကိုပြောပါတော့ဒီကန်းဆုံးဖို့နေကန်းမလာပါဘူးဆော့နေ free ပေးတာ mask ကချိန်ကြီးလည်းပြစ်လို့ရတယ်လို့ဒီတိုင်းလည်းပြစ်လို့ရပါတယ်ဒါတော့ကျွန်တော်ထည့်ပြောဖို့မလိုဘူးထင်ပါတယ်ကြည်ဖြစ်ရင်လည်း6စက္ကန့်ပဲကြာလို့ဆိုပဲအတိအကျပြောရရင်တော့ 9.9 စက္ကန့်ဆိုလားပုံမှန်ကန်နေလို့ပဲအဝေးရောက်ပြီးတော့ဘလောက်ဝေးလဲကျွန်တော်တို့ကိုယ်တိုင်လည်းမခံမှန်းတတ်ဘူးတန်းထိတ်မှာဓားပါပြီအဲ့ဓားနဲ့လည်း headshot ထိုးလို့ရပါတော့ပုံမှန်ဓားနဲ့လည်းထိုးရအောင်အဲ့ mask မှာပါတဲ့ဓားနဲ့ပဲထိုးတော့ပိုကောင်းတယ်ကျွန်တော်ပြောချင်တာဓားနဲ့လည်းထိုးလို့မရဘူးထိုးလို့ရတယ်ဗျာဒါပေမဲ့ mask ကတော့ဘာကောင်းလဲတစ်ချက်ပဲmask ပေါ်မှာပါရတာအဲ့ဒါကြီးမဟုတ်သေးဘူးဘိုးကြီး host တွေသုံးရင်တော့မှသုံးဝင်သေးတယ်ပြောရရင်လှမ်းနေလို့သဘောပဲဗျာဘိုးကြီးကချားလိုက်ပြီဆိုရင်လှမ်းတဆိုးထိုးပြေးဝင်တော့ဗောနော်အဲ့ချက်တော့မိုက်တယ်ဒါကတော့ mask ကြောင်းပါနော်ကျွန်တော်နောက်ပိုင်းကျန်တဲ့တခြားလက်နေကြောင်းတဖြည်းဖြည်းလာမှာပဲဒါဆိုတော့ဒါကကျွန်တော်သိသလောက် mask ကြောင်းပြောပြတာပါကျွန်တော် channel ဗီဒီယိုမတင်မဲနဲ့တော့ line ပြထားတာဟိုမှာ subscriber 48ရောက်သွားဆိုတော့ကောက်ယူပါတယ်ကျွန်တော်လည်း YouTube ဗီဒီယိုတစ်ခါမှလည်းမလုပ်ဘူးဆိုတော့တွေ့ကြုံလည်းမရှိပါဘူးအားကြောင့်ကျွန်တော်ဗီဒီယိုမကောင်းရင်လည်းကျွန်တော်အားပေးနေလို့ကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုဒီလောက်ပါကျွန်တော်ဘာလို့ဆို mask ပါနောက်ကျရင်လာအောင်ပါ